ကျွန်တော်တင်စာခဏကိုနည်းနည်းတင်ပေးချင်ပါတယ်ခင်ဗျာတစ်ဆိုရင် hawk လို့ခေါ်ပါတယ်နှစ်ဆိုရင်ကားလို့ခေါ်ပါတယ်သုံးဆိုရင်ကဝိုင်းလို့ခေါ်ပါတယ်လေးဆိုရင်ကပိုးလို့ခေါ်ပါတယ်ငါးဆိုရင်ခန်းလို့ခေါ်ပါတယ်ခင်ဗျာ6ဆိုရင်တွားလို့ခေါ်ပါတယ်ခုနှစ်ဆိုတပူးလို့ခေါ်ပါတယ်8ဆိုပရတလို့ခေါ်ပါတယ်9ဆိုteam လို့ခေါ်ပါတယ်10ဆိုစကောလို့ခေါ်ပါတယ် hawk ကားကဝိုင်းကပိုးခန်းတွားတပူးပရတ team စကောလို့ခေါ်ပါတယ်ရှင်DC Trip အဖွဲ့ဟာအခုဆိုရင်ရင်းကြားတိုင်းရင်းသားတွေနေထိုင်ကြတဲ့လွယ်ဆိုင်ကျွေးရွာကိုရောက်နေကြပါပြီ။လွယ်ဆိုင်ကျွေးရွာကတော့ရှမ်းပြည်နယ်တောင်ပိုင်းကနန့်ဆန်မြို့နဲ့တိတ်မဝေးပါဘူး။နန့်ဆန်မြို့ကနေမိုးနေမြို့ကိုသွားတဲ့လမ်းအတိုင်းတက်ထွက်လာပြီးနိုင်ဝက်လောက်ကားမောင်းသွားလိုက်ရင်လွယ်ဆိုင်ရွာကိုရောက်ပါပြီ။ရွာကိုသွားတဲ့လမ်းတစ်လျှောက်မှာတော့ပြောင်းခင်းတွေနနက်ခင်းတွေဂျင်းဆိုင်ခင်းတွေကတမျောတခေါ်ပါပဲ။စိုက်ခင်းတွေပတ်ပတ်လည်နဲ့ရင်းကြားတိုင်းရင်းသားတွေနေထိုင်ရာလွယ်ဆိုင်ရွာလေးကတော့အေးချမ်းတိတ်ဆိတ်နေပါတယ်ဒီနေ့ဟာကျောင်းပွင့်ရက်ဖြစ်လို့ကလေးတွေကလည်းကျောင်းသွားကြလူကြီးတွေကလည်းတောင်ရခင်းနဲ့ဆင်းနေကြလို့ရွာထဲမှာလူကြီးတိတ်ဆိတ်နေတာပါတဲ့တိတ်ဆိတ်ထွေရိုက်ကူးရေးအဖွဲ့ကတော့လွယ်ဆိုင်ရွာကမူလွန်ကျောင်းကိုသွားဖို့ရှိနေပါတယ်။ဆီယမကြီးကိုတီးကျင်တာလေးတွေမင်းရင်တိုင်းရင်းသားကလေးငယ်တွေနဲ့လည်းတနေ့တာအတူရှိနေကြမှာပါဒီကအခက်ခဲကတော့ဘာသာစကားပါပဲအတန်းကြီးလာတယ်ဆိုရင်တော့တင်လို့ကောင်းသွားပါတယ်ငယ်တဲ့အတန်းတွေကတော့ပေါ့နော်တင်ရတာတော့ဆရာတော်တော်အားထုတ်ရတယ်ပေါ့ကိုလူမျိုးကိုပြန်ပြီးတော့အဲ့လိုမျိုးတိုးတက်အောင်ပေါ့အဲ့လိုမျိုးလေကိုလူမျိုးကိုလူမျိုးဖြစ်အောင်လို့ပေါ့နော်ကိုကိုယ်တိုင်လည်းစမတ်ချင်နေတယ်ဆိုဒီကလေးတွေနောက်ကြီးလာခါကြရင်လည်းပညာရေးကြီးဖြစ်အောင်ပေါ့ဟုတ်ကဲ့ဆီယမနန်းညိုကတော့ရင်းစားတိုင်းသူတူဖြစ်ပြီးဒီလွယ်ဆိုင်ရွာမှာပဲမွေးဒီစာသင်ကျောင်းမှာပဲပညာသင်ကြားခဲ့သူပါအခုတော့ကိုလူမျိုးကိုစာပြန်သင်ပေးနေတဲ့မူလတန်းပြဆရာမလေးဖြစ်နေပါပြီစာသင်ကြားရာမှာဘုံသုံးမြန်မာဘာသာစကားနဲ့ရှင်းနေဖို့အတွက်ကတော့အတန်းငယ်လေးတွေမှာနည်းနည်းအခက်ခဲရှိတတ်ပါတယ်ဒီအခက်ခဲကိုတော့တိုင်းရင်းသားဒေသမှာတာဝန်ထမ်းဆောင်ကြတဲ့ဆရာမတွေရင်ဆိုင်ရတတ်ပါတယ်ဒီဘက်တိုင်းစီတဲ့ရအောင်ဟုတ်ပါဘူးစကားသိမပြောတတ်ကြဘူးပေါ့နော်ဒါပေမဲ့ခုကစတင်ကြောင်းတဲ့ရောက်နေရဆိုတော့ဗမာစာသင်ပြရပြီလေဗမာစကားတော့ပြောနိုင်တယ်
ပါဘူး။ဒီမီလို့ဆိုတယ်။အဲ့ရှက်နေ။ရိုးရလေးကြည့်နေတယ်။ ဒါကတော့ KG တန်းမှာတော့သူငယ်တန်းဒီဘက်မှာမူဂျိုတွေပါလည်းမရှိတော့သူငယ်တန်းရောက်မှဒီចောင်းဆိုတဲ့ຢာနဲ့စပြီးတော့သူတို့နေထိတွေ့ကြရဲအဲ့တော့ချစ်စစ်စပြီးတော့ဆုံကြရဲပြီးတော့တိုင်းရင်းသားလူမျိုးဖြစ်တဲ့အတွက်အခုဒီចောင်းကဗမာစာသင်တာဆိုတော့ဗမာစာသင်ဖို့အတွက်ဗမာစကားကိုအရင်နားလည်အောင်ကိုဆရာမတွေကတော်တော်လေးကိုလေ့ကျင့်ပေးရတယ်ပေါ့နော်အဲ့တော့စာသင်တဲ့ချိန်လဲစာသင်ရတယ်အခုလိုဆော့တဲ့ချိန်ဆိုလို့ရှိရင်လည်းဒါကလေးတွေဆိုပေးဆော့တာအခုဒါသူတို့အတွက်ခဏဆော့တဲ့အချိန်ဆိုရင်ဒီလိုပဲဆော့နေရလာတန်း3ရက်9တန်းထိရှိတယ်။အော်4တန်းတယောက်ပဲရှိ9တန်းထိနော်။အဲ့ဆို5တန်း6တန်း9တန်းကိုတယောက်လေးပြန်ရတယ်။အော်ဒါ6တန်း6တန်းဒီစုပွဲပေါ့အတန်းကြီးတော့ဘာလို့လူနေလာလဲဆက်မတက်ကြလား ကျောင်းပြောင်းတာတွေရောကျောင်းခတ်တာတွေရောပေါ့တခြားကျောင်းပြောင်းတာတွေ တခြားကျောင်းဆိုသူတို့ဘယ်သွားကြလဲပုံမှန် ချို့လည်းဟိုပုံနဲ့သွားတယ်ဒီနားနေတက်တာ အခုဒီချိန်ကလည်းဟိုဒီအခြေခံပညာသင်ရိုးတွေအပြောင်းလဲဖြစ်တယ်စနစ်တွေအပြောင်းလဲဖြစ်ကြတဲ့ခါကျတော့ဒါ6တန်းဒါဒီစစ်ဒါ9တန်းဒီလိုပြန်ကွဲသွားတယ်အတန်းကြီးတော့လူနေလာတယ်တဲ့အဓိကတချို့ကကျောင်းထွက်သွားကြရရှိရဲတချို့ကြတော့လည်းတခြားပြောင်းကျောင်းတွေပေါ့နော်အထက်တန်းကျောင်းတွေကိုပြောင်းသွားကြတာမျိုးပေါ့နော်အလယ်တန်းနဲ့အထက်တန်းရှိတဲ့ကျောင်းတွေကိုပြောင်းသွားကြဆိုတော့အတန်းကြီးတွေလူနေလေပဲအတန်းငယ်တွေမှာတော့ကလေးတွေပုံများတယ် ဟာဒါဘယ်နဲ့တန်းနှစ်တန်းနှစ်တန်းဒုတိယတန်းဆိုတော့သူတို့ကဒီနေ့ရိုးရဝတ်စုံလေးတွေဟိုကျောင်းတက်တိုင်ဝတ်ရတာလား ဟုတ်သူတို့အဖြူစိမ်းလျှော်တဲ့အချိန်ရိုးစုံဝေးအဲ့လိုမျိုးပေါ့တလက်စီ အော်အဲ့တော့ရက်သတ်မှတ်ပေးထားတယ်ပေါ့တပတ်မှာဘယ်နှစ်ရက်လဲအဲ့လိုမျိုး ရိုးစုံ2ရက်အဖြူ2ရက်အဖြူစိမ်း2ရက် အော်ရင်ဝတ်စုံ2ရက်အဖြူစိမ်း2ရက် ဝတ်ချင်တယ်ယူ အော်တရက်ဝတ်ချင်တာပေးဝတ်ထားတယ်အဲ့တော့ဒါဟိုအပြည့်တို့ရောက်တဲ့အချိန်ကဒါသူတို့လေးတွေရဲ့ဟိုဒီရင်ဝတ်စုံပေါ့နော်သူတို့ရိုးရဝတ်စုံဝတ်ရတဲ့ရက်ကိုရောက်လာတော့သူတို့ရိုးရဝတ်စုံနေတဲ့အိမ်မြတ်တို့ဝတ်စုံရေးတွေ့နေရတာပါသူတို့တပတ်မှာဆိုလို့ရှိရင်ရိုးရဝတ်စုံ2ရက်ရင်ဝတ်စုံ2ရက်ပေါ့နော်ပြီးရင်ဖြူစိမ်း2ရက်ပြီးကျန်တဲ့1ရက်မှာသူတို့ကြိုက်တာသူတို့ဝတ်လို့ရတယ်တဲ့အဲ့တော့သူတို့ဝတ်စုံကတော့လုံးဝအနက်ပေါ်မှာမှဒီဘောကျဲကိုအယောင်ဆုံး sequence တွေထိုးတာပေါ့နော်အဲ့တော့ပြီးမိန်းကလေးတွေဆိုလို့ရှိရင်လည်းဒီရောင်စုံကျိုးမြင့်လေးတွေနဲ့ဆိုတော့သူတို့စာသင်ခန်းထဲကိုကြည့်လိုက်ရင်အနက်ရောင်ပေါ်မှာမှလေရောင်စုံတက်လက်လက်နဲ့အရန်လှတယ်ဒါပွဲတော်မဟုတ်ဘဲနဲ့ဒီပုံမှန်ရက်မှာနေသူတို့ရဲ့ပုံမှန်ဝတ်နေကြရိုးရဝတ်စုံပေါ့နော်ဒါဆိုအမျိုးသားဝတ်စုံဆိုလို့ရှိရင်သူတို့အမျိုးသားဝတ်စုံမှာအလက်လက်လေးဆိုအနောက်မှာပို့ပါတယ်သူတို့လမ်းကြောင်းလေးတွေနဲ့